တင်းစိတ်နဲ့ဆိုင်မှုရဲ့စွမ်းအားလူတစ်ယောက်ဟာဆရာဝန်တွေလက်လျှော့ပြီးတဲ့ကင်ဆာယောဂါကနေကျန်းမာသွားတယ်။နောက်တစ်ယောက်ဟာငွေကြေးဒုက္ခတွေကနေလွတ်မြောက်ပြီးတန်းကြွယ်သတိဖြစ်သွားတယ်။နောက်တစ်ယောက်ဟာ40နှစ်ကျော်မှဝတ်ထားတဲ့မျက်မှန်ကိုချွတ်ပစ်ပြီးအမြင်အာရုံပြန်ကောင်းသွားတယ်။ဒါတွေဘာကြောင့်ဖြစ်နိုင်တာလဲ။ဂျိုးဆက်မာဖီပြောတယ်။တင်းအုံနောက်ရဲ့90%ကိုတင်မသုံးပဲဖြည့်ဆည်းဖြစ်နေတယ်။အဲ့ဒီ90%ဆိုတာ subconscious mind စိတ်နဲ့ဆိုင်မှုဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ the power of your subconscious mind ကနေတင်းအုံနောက်ရဲ့လျှို့ဝှက်ချက်ကိုဖွင့်ဆွဲပြမယ်။ဒီဗီဒီယိုကြည့်ပြီးမင်းဘဝဘလို့ပြောင်းလဲမလဲဆိုတာမင်းကိုယ်တိုင်အံ့ဩသွားမှာပဲ။ Joseph Murphy ဟာ1898ခုနှစ်မှာ Ireland မှာမွေးဖွားခဲ့တယ်။သူငယ်ငယ်ကလေးကဆရာဝန်ဖြစ်ချင်ခဲ့တယ်။ဒါပေမဲ့ကံမကောင်းစွာကိုယ်တိုင်ကင်ဆာရောဂါဖြစ်ခဲ့တယ်။ဆရာဝန်တွေလက်လျှော့ပြီးဆိုကြပြီ။ဒါပေမဲ့ Murphy ဟာပြောင်းလဲသွားတယ်။နေ့တိုင်း subconscious mind ကို program ချပြီးကျမ်းမာရေးပြန်ကောင်းဖို့ကြိုးစားတယ်။မြင်ကွင်းစိတ်ကူးရင်ပြီးကိုကျမ်းမာနေပြီဆိုတဲ့ခံစားချက်ကိုနေ့တိုင်းထပ်တလဲလဲပြုလုပ်တယ်။မကြပဲကင်ဆာပျောက်သွားတယ်။အဲ့ဒီအတွေ့အကြုံကပဲသူ့ကို subconscious mind ရဲ့စွမ်းအားကိုလေ့လာတဲ့ဘဝလမ်းကြောင်းပေါ်ရောက်စေတယ်။နောက်ဆုံးမှာ1963ခုနှစ်မှာ The Power of Your Subconscious Mind ထုတ်ဝေခဲ့တယ်။ယနေ့အထိကမ္ဘာတော်မှာကော်ပီတန်30ကျော်ရောင်းချနိုင်ခဲ့တဲ့စာအုပ်ဖြစ်တယ်။ Lesson 1 Conscious နဲ့ Subconscious ကွာခြားချက်မင်းအုံနောက်ရဲ့နှစ်ထပ် Murphy ပြောတာမင်းအုံနောက်မှာအပိုင်းနှစ်ပိုင်းရှိတယ် Conscious Mind သိစိတ်ဒါဟာမင်းနိုးနေချိန်တွေးနေတာဆုံးဖြတ်နေတာခွဲချမ်းစိတ်ဖြာနေတာဖြစ်တယ်ဥပမာဒီအလုံးလုံးမလုံးဆုံးဖြတ်တာဒါမှန်မှန်စစ်တာ Subconscious Mind စိတ်နဲ့ဆိုင်မှုဒါဟာမင်းမသိဘဲနောက်ွယ်မှာအမြဲရမ်းနေတာဖြစ်တယ်မင်းနှလုံးခုတ်တာအသက်ရှူတာအိမ်နေချင်းခန္ဓာကိုယ်ပြုတ်ပြင်တာအကုန်လုံး subconscious ကထိန်းတယ်အရေးကြီးဆုံးအချက် subconscious mind ဟာကောင်းမကောင်းမခွဲတတ်ဘူးမင်းထဲ့သွင်းအောင်အကုန်လက်ခံတယ်မင်းငါစင်းရဲသူပဲလို့ထပ်တလဲလေးတွေးနေရင် subconscious ကဟုတ်တယ်လို့ယုံပြီးစင်းရဲနေမှာပဲဖြစ်အောင်စီစဉ်တယ်မင်းငါကြမ်းမာပြီးငါအောင်မြင်ပြီးငါကြွယ်ဝပြီးလို့ထပ်တလဲလေးထည့်သွင်းရင် subconscious ကအဲ့ဒါဖြစ်အောင်ကြိုးစားတယ်ဒါကြောင့်မင်းတွေးနေတဲ့အတွေးတွေဟာမင်းဘဝဖန်တီးနေတယ် Lesson 2 Subconscious mind ကို program ချနေမင်းအုံနောက်ကို reprogram လုပ်ပါ Murphy ပေးထားတဲ့အဓိကနည်းလမ်း3ခုရှိတယ်နည်းလမ်း1 affirmation ထပ်တလဲလဲပြောခြင်းနေ့တိုင်းမနဲ့နိုးတာနဲ့ညအိတ်ချိန်မပြောမီဒါကိုပြောပါငါကျမ်းမာတယ်ငါကြွယ်ဝတယ်ငါအောင်မြင်တယ်ငါပျော်ရွှင်တယ်ငါ YouTube channel အောင်မြင်ပြီငါစီငွေကြီးတွေစီးဝင်နေပြီဒါကိုရေးစရာမထင်ပါနဲ့ subconscious mind ဟာအိတ်ချိန်နီးနဲ့နိုးချိန်မှာအခွင့်ကောင်းဆုံး input လက်ခံနိုင်တဲ့အချိန်ဖြစ်တယ်နီလန်နှစ် visualization မြင်ကွင်းစိတ်ကူးရင်ခြင်းမင်းဘာဖြစ်ချင်တဲ့ဘဝကိုမျက်စိမှိတ်ပြီးရုပ်ရှင်ကြည့်တယ်လို့ထင်ကြည့်ပါ YouTube channel subscriber တွေ1000ရပြီဆိုတဲ့မြင်ကွင်းငွေကြီးဝင်နေတဲ့ခံစားချက်မိသားစုချမ်းသာနေတဲ့ပုံ Murphy ပြောတာအုံနောက်ဟာ real နဲ့ imagine ကိုမခွဲသေးဘူးမင်းထင်မြင်ကြည့်တာကိုအုံနောက်ကဖြစ်ပြီးပြီလို့ယူဆပြီးအဲ့ဒီစီဦးတည်တယ်နီလန်3 sleep programming 8chain programming ဒါဟာ Murphy ရဲ့အစွမ်းထက်ဆုံးနီလန်ဖြစ်တယ်အိပ်ဖို့10မိနစ်ခန့်မပြောမီဖုန်းကိုချပါမျက်စိမိတ်ပါမင်းရီမှန်းချက်ကိုပြည့်မြောက်ပြီးပြီဆိုတဲ့ပုံကိုထင်မြင်ပါခြေနဲ့ဝမ်းမြောက်တဲ့ခံစားချက်နဲ့အိပ်ပါ Murphy ပြောတယ် The answers will come to you in sleep အဖြေတွေဟာအိပ်ချိန်မှာရောက်လာမယ် Lesson 3ကြောက်ရွံ့မှုကိုဖျက်ဆီးပါ Fear is the enemy of success Murphy ပြောတဲ့တတိယသင်ခန်းစာ
ကြောက်ရွံ့မှုဟာ subconscious mind ရဲ့အကြီးဆုံးရန်သူဖြစ်တယ်မင်းကြောက်တာကို subconscious ကဖြစ်ချင်တာလို့ယူဆပြီးအဲ့ဒါဖြစ်အောင်ဆောင်ကျဉ်ပေးတယ်ဥပမာမင်း YouTube channel မအောင်မြင်မှာကြောက်တယ်လို့ထပ်တလဲလဲကြောက်နေရင် subconscious ကမအောင်မြင်အောင် sabotage လုပ်မယ် subconscious ဘာကြောင့်ဒီလိုလုပ်လဲမင်းဒါကိုပဲထပ်တလဲလဲကြည့်နေတာကိုကြောက်ရွံ့မှုဖြစ်စီနီး Murphy ပြောတာကြောက်ရွံ့မှုရဲ့ဆန့်ကျင်ဘက်ကို subconscious ထဲထည့်သွင်းပါကြောက်တဲ့အတွေးတစ်ခုဝင်လာတိုင်းချက်ချင်းမဟုတ်ဘူးငါအောင်မြင်မှာပဲလို့ replace လုပ်ပါဒါကို thought replacement လို့ခေါ်တယ်စစ်ပွဲတစ်ခုလိုပဲမကောင်းတဲ့အတွေးတွေဝင်လာတိုင်းတိုက်ထုတ်ပါကောင်းတဲ့အတွေးနဲ့အစားထိုးပါ Lesson 4ကျမ်းမာရေးနဲ့ subconscious Your body believes what your mind tells it Murphy ရဲ့အန်အောစရာကောင်းဆုံးသင်ခန်းစာကတော့သင်ခန္ဓာကိုယ်ဟာသင်စိတ်ကပြောတာကိုနားထောင်တယ်ဒါ science ဖြစ်တယ် placebo effect ကိုသိပ္ပံပညာရှင်တွေသက်သေပြပြီးပြီဆေးတောင်မဟုတ်ဘဲဆေးလို့ယုံကြည်ပြီးရင်ယောဂပျောက်တဲ့ကိစ္စတွေကမ္ဘာပေါ်မှာထောင်နဲ့ချီရှိတယ် Murphy ကိုယ်တိုင်ရဲ့ကင်ဆာပျောက်ခြင်းမှုဟာဒီ principle ကြောင့်ဖြစ်တယ်လို့သူယုံကြည်ခဲ့တယ်မင်းဘဝမှာသုံးနိုင်တဲ့ပုံစံမနက်တိုင်းနိုးရင်ကျွန်တော်ခန္ဓာကိုယ်ကျန်းမာပြည့်ဝတယ်အင်အားပြည့်ဝတယ်နှိကောင်းနှိမုံဖြစ်မှာပဲဒါဟာ positive thinking ညတာမဟုတ်ဘူး subconscious ကိုတိကျတဲ့ instruction ပေးတာဖြစ်တယ် lesson 5ငွေကြီးကြွယ်ဝမှုနဲ့ subconscious prosperity consciousness Murphy ပြောတဲ့နောက်ဆုံးအရေးကြီးဆုံးသင်ခန်းစာငွေကြီးကြွယ်ဝဖို့ဦးဆုံးမင်းစိတ်ထဲမှာကြွယ်ဝဖို့လိုတယ်လူအများစုဟာငွေကြီးနဲ့ပတ်သက်ပြီး negative belief တွေကင်ထားကြတယ်ငွေဟာဒုက္ခပေးတယ်ကြွယ်ဝတဲ့သူတွေမကောင်းကြဘူးငါကြွယ်ဝဖို့မဖြစ်နိုင်ဘူးဒါတွေ subconscious ထဲမြုပ်နေဖစ်တော့မှကြွယ်ဝမရဘူးငွေရလာတိုင်းမတိမတာဖြတ်စီပြမယ် Murphy ပေးတဲ့ prosperity affirmation နေ့တိုင်းဒါပြောပါငွေကြီးဟာကောင်းတဲ့အရာဖြစ်တယ်ငါငွေကြီးကိုကောင်းကောင်းသုံးတတ်တယ်ငွေကြီးတွေငါစီလွတ်လပ်စွာစီးဝင်လာတယ်ငါကြွယ်ဝချမ်းသာဖို့ထိုက်တယ် YouTube channel ရှိတဲ့မင်းအတွက်ဆိုရင်ငါ channel ကြီးပွားတယ် subscriber တွေတိုးနေတယ်ငါ content ကနေငွေကြီးတွေဝင်နေတယ်ငါ success ဖြစ်ပြီ Joseph Murphy ရဲ့နောက်ဆုံးစကားနဲ့ပြီးမယ် Whatever you impress on your subconscious mind it will move heaven and earth to bring it to pass မင်းစိတ်နဲ့ဆိုင်မှုတဲ့မင်းထည့်သွင်းတာကိုကောင်းကင်နဲ့မြေကြီးကိုရွှေ့ပြောင်းပြီးတော့ဖြစ်အောင်ဆောင်ကျဉ်ပေးမယ်ဒါကြောင့်မနှက်ဖြတ်မနှက်နိုးတာနဲ့ငါအောင်မြင်တယ်ငါကြွေဝတယ်ငါကြမ်းပါတယ်ဆိုပြီး၃ချိန်ပြောပါတီးတီးလေးပြောင်းလဲမှုတစ်ခုကဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တယ်ဒီ series ကိုကြိုက်ရင် like နဲ့ပြီး subscribe လုပ်ပါ